Hello and welcome. I'm Gosot with the Myanmar language roundup or weekly news summary from the final week of December. Facebook ပေါ်မှာနိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေမျှဝေခဲ့တယ်လို့ဆိုပြီးရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်မြို့နယ်က CDN ကျောင်းဆရာမတူကိုစစ်ကောင်စီတပ်တွေကဒီဇင်ဘာ19ရက်မှာဖမ်းဆီးသွားခဲ့ပါတယ်။ CDN ဆရာမကိုဒီဇင်ဘာ19ရက်နေ့မှာရက်စောက်မြို့နယ်ပင်ဖြစ်ကြေးရွာဈေးမှာဈေးရောက်နေစဉ်ဖမ်းဆီးခဲ့ပြီးလက်ရှိမှာမြို့နယ်ရဲစခန်းမှာထိန်းသိမ်းစစ်ဆေးနေပြီးဒီကနေ့ချိန်ထိမိသားစုဝင်တွေနဲ့ဆက်တန်ခွင့်မရဖြစ်နေတယ်လို့မိသားစုဝင်တွေနှိစက်သူတွေကလူလူမြန်မာကိုပြောပါတယ်။ဒေသခံတူကတော့ဆရာမဟာအခုလအစောပိုင်းကနိုင်ငံ post တွေမျှဝေခဲ့တယ်လို့သတင်းပေးတိုင်ကြားမှုတွေပေါ်အခြေခံပြီးဖမ်းဆီးခံခဲ့ရကလက်ကင်မိုဘိုင်းဖုန်းကိုစစ်ဆေးရမှာနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုဂျပန်စစ်အုပ်စုဘက်ကသိရှိခဲ့တာလို့ဆိုပါတယ်။ဒါ့အပြင်လာမယ့်စစ်ကောင်စီရွေးကောက်ပွဲမတိုင်ခင်နန်းစီရီယန်ပြည်냐ရေးဝန်ထမ်းအချို့မှတိုင်ကြတာတွေကြောင့်ပြည်ဖြစ်ကြီးရွာကအခြားစီရီယန်ဆရာမ3ဦးကိုပါအကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးနိုင်ခြေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။တစ်ဆက်တည်းမှာပဲရစောင်းမြို့နယ်တွင်ဂျပန်စစ်ကောင်စီတပ်တွေနဲ့ပုံပြည်သူစစ် PNO တို့ရဲ့လှုပ်ရှားမှုတွေတိုးလာသလိုရေကစုဆောင်းတာနဲ့လူသစ်စုဆောင်းတာတွေပုံမလှုပ်ဆောင်လာတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။နိုင်ငံတော်ကဘာသာရေးစောင့်အုံတွေကိုလေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးနေတဲ့အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရင်းနှီးထွေးတဲ့ဘာသာဝင်တွေကြားသွေးထိုးနှောက်ယှက်မှုတွေကိုမိသားစုစိတ်ရင်းဖြစ်လက်တွဲပူးပေါင်းကာကွယ်ကြဖို့အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ဗုဒ္ဓထောင်မြို့နယ်စိတ်မေရီကာသီတယ်ကက်သလစ်ဖျားကျောင်းတော်ခရစ်တော်မွေးနေ့ခရစ်စမတ်ပွဲမှာပြောဆိုလိုက်ပါတယ်။ရန်ကုန်တိုင်းဗုဒ္ဓထောင်မြို့နယ်စိတ်မေရီကာသီတယ်ကက်သလစ်ဖျားကျောင်းတော်မှာမြန်မာနိုင်ငံခရစ်ယာန်သင်းတော်ပေါင်းစုံဖွဲ့ချုပ်မှပြုလုပ်ခဲ့တဲ့ခရစ်တော်မွေးနေ့ခရစ်စမတ်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့မိသဟာမိတ်ဆုံစားပွဲမှာအာဏာသိမ်းစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအခုလိုပြောဆိုခဲ့တာပါ။ဒါပြင်ဘာသာတရားတွေပေါ်ဖြစ်တည်လာတဲ့ငြိမ်းချမ်းခြင်းတရားတွေကိုစီလက်ကင်ထားကတည်ငြိမ်အေးချမ်းပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စုကြီးပေါ်ပေါက်လာစေဖို့နဲ့တိုင်းသားပြည်သူတရက်လုံးလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ငြိမ်းချမ်းစွာရှောက်လန်းသွားနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြဖို့တိုက်တွန်းကြောင်းအာဏာသိမ်းစစ်ခေါင်းဆောင်ကရပ်ပိုင်းတင်ပြုလုပ်တော့မဲ့ရွေးကောက်ပွဲအတွက်မဲဆက်ပြုလုပ်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဘာသာရေးကိုးကွယ်မှုနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ရဲ့ပုံမှန်34အရညီဝပြည်ပြရေးနဲ့တော်၎င်းပြည်သူ့ကိုချင်းတရားနဲ့တော်၎င်းပြည်သူ့ကျမ်းမာရေးနဲ့တော်၎င်းဤဖွဲ့စည်းပုံအခြေခံဥပဒေပါအခြားပြဋ္ဌာန်းချက်နဲ့တို့တင်တော်၎င်းမဆက်ကျင်လျင်နိုင်ငံသားတွေသာသနာရေးတွင်လွတ်လပ်စွာရုပ်စနိုင်သောအခွင့်အရေးလွတ်လပ်စွာကိုးကွယ်စောင့်တည်နိုင်သောအခွင့်အရေးတို့ကိုအညီမျှရရှိစေရမည်ဟုအတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့အခြေခံဥပဒေကိုစစ်ကောင်းဆောင်မှကာကွယ်ပြောဆိုခဲ့တာပါ။ဒါပြင်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာဝင်တွေနဲ့အခြားဘာသာဝင်တွေဟာရှစ်နှစ်ပေါင်းများများစွာမှရှင်တွဲမိတိနေထိုင်လာခဲ့ကြပြီးဘယ်လိုမျိုးကိုယ်ကွယ်ရကွဲပြားပါစေဘာသာဝင်အချင်းချင်းကြားထိပါစော်ကားတာခွဲခြားဆက်ဆံတာထိခိုက်နေနိုင်စေလိုတာအလင်းမရှိပဲအပြန်နဲ့လေးစားမှုတရားတွေကိုမိုင်းနိုင်ပြုပြီးပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ဆွေမျိုးရေးကြစိတ်ထားပြီးအကြမ်းဖက်အာဏာသိမ်းစစ်တပ်မှနိုင်ငံတော်ကောင်းရကောင်းကျိုးအတွက်ဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာမဘာသာနဲ့ဘာသာရေးဆွမ်းရောက်တွေမျိုးသားဆွမ်းရောက်တွေကိုအဓိကထောက်ပံ့နေသူဖြစ်ကNLD ရသားဆိုရလက်ထက်တွင်ဘာသာရေးဆွမ်းရောက်လှုပ်ရှားမှုတွေနဲ့ရသားဆိုရကိုဖြိုချဖို့နဲ့ဆိုရချက်တဲ့ဖြစ်စေဖို့အဓိကကြိုးကင်ခေါင်းဆောင်ခဲ့သူတူဖြစ်တယ်လို့ပြည်တိပြည်ပနိုင်ငံရေးလေးစာစောင့်ကြည့်သူတွေကထုတ်ပြန်ပြောဆိုခဲ့ကြောင်းရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြထားပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်ဆောင်ဟာခရစ်စမတ်ပွဲတော်တက်ရောက်ပြီးနောက်ဗုဒ္ဓထောင်မြို့နယ် AR ရေတပ်စခန်းမှာပြုလုပ်ခဲ့တဲ့ရေတပ်နှစ်ပတ်လည်ပွဲနဲ့တန်လီမြို့နယ်ကရေနံချက်စက်ရုံတဲဝင်ရောက်ခဲ့သလိုရန်ကုန်မြို့ထဲအလဲဘက်ခီးထွက်တာတွေပြုလုပ်ခဲ့တယ်လို့ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါပြင်အာဏာသိမ်းစစ်ကောင်ဆောင်ရန်ကုန်မြို့တွေရောက်ရှိနေခြင်းဒီဇင်ဘာ22ရက်နဲ့23ရက်တို့မှာမြို့တွေလမ်းမနေရာတွေနဲ့ရန်ကုန်မြောက်တစ်လျှောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားရာကြီးတွေဖြင့်လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်နေပြည်တော်တိုင်းစစ်ဌာနဦးဆောင်မှုဖြင့်အမှတ်နှစ်စစ်စင်ရေးနယ်မြေတွင်စစ်ကောင်စီရဲ့တွေ့အောင်ရွေးကောက်ပွဲကိုဟန်တာတိုက်ဖျက်တဲ့စစ်စင်ရေးကိုနေပြည်တော် PDF တပ်ရင်းတွေကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ23ရက်နေ့မှာတပ်ရင်းအမှတ်803 PDF တပ်ကုန်းနဲ့တပ်ကုန်းမြို့နယ်ပကဖဖွဲ့တို့ဟာရေတာရှင်မြို့နယ်တွင်းမှာစစ်ကောင်စီတပ်ထိုင်စခန်းချထားတဲ့စွာမာကြီးရွာသစ်အုံမြူတူကျေးရွာတွေနဲ့ခင်တန်းလေးကျေးရွာတို့ကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ထိုင်စခန်းအချို့နဲ့မဲယုံနေရာတွေကိုရှင်းလင်းကာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်သုံးဆိုင်ရာပစ္စည်းတွေကိုတင်စီရရှိခဲ့ပြီးဒီလာရှင်မြို့နယ်စစ်တောင်းပြစ်ဘက်ရှေ့ဘက်ကံကစွာမာကြီးမဲယုံကိုအနောက်ဘက်ကံကိုရွှေ့ပြောင်းသွားတဲ့ခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့နေပြည်တော် PDF တပ်ရင်းကထုတ်ပြန်ချက်တွေမှာသိပေးထားပါတယ်။ဆိုပါဒေသနေရာစစ်ကောင်စီကအတွေ့အကြုံရေးကောက်ပွဲတဲ့မဲယုံတိဆောက်ပြီးဒေသခံပြည်သူတွေကိုမဲထက်ဖို့ဖိအားပေးနေတဲ့ကြေးရွာတွေဖြစ်တယ်လို့တော်လိုင်းအင်အားစုဘက်တွေကပြောပါတယ်။စစ်ကောင်စီရဲ့တွေ့အောင်ရေးကောက်ပွဲကိုနေရာတိုင်းမှာဖြစ်နေသမျှနီလန်အားလုံးနဲ့ဆက်လက်ဟန်တာသွားမယ်လို့ကြေညာထားပြီးပြည်သူတွေအနေနဲ့လည်းမဲမထက်ခြင်းဖြင့်စန့်ကျင်တားဆီးကြဖို့
နေပြည်တော် PDF ပူးပေါင်းဖွဲ့တွေကမြစ်တာရက်ခံထားပါတယ်မလုံးမလုံးဒီဘန်ကာကြီးအဲ့ဒါဘန်ကာကြီးအဲ့တန်းအောင်ပြေအဲ့တန်းအောင်ပြေအဲ့ဒါဘန်ကာကြီးဒီပေါက်တက်တဲ့ဘန်ကာကောင်တော့လာငါအဲ့ကောင်ခေါင်းလဲတယ်အဲ့ကောင်လဲတယ်လို့စတာဘီထိုင်းမြန်မာနယ်စပ်ကင်းပြည်နယ်မြောက်ရီမြို့မှာလာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်တူအောင်ရွေးကောက်ပွဲအပိုင်း1ကိုကေလက်နက်ကိုင်ဖွဲ့စည်း3ဘက်ကအာဏာသိမ်းစစ်တပ်နဲ့အတူပူးတွဲလုံခြုံရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။စစ်ကောင်စီရွေးကောက်ပွဲကိုမြို့ပေါ်အခြေခံပြည်နယ်စာသင်ကျောင်းအချို့မှာပြုလုပ်မှာဖြစ်သလိုကေနယ်ကြောင့်စောက်တဲ့ BGF တရင်3ရင်ဒီမိုကရေစီကျိုးပြုကင်းတပ်မတော် DKP နဲ့ကင်းငင်းချိုင်းကောင်စီ KNPC တို့မှပူးတွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ကင်းလက်နက်ကိုင်ဖွဲ့စည်းတဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေက AR သတင်းဌာနကိုပြောဆိုခဲ့တာပါ။ဒါပြင်မဲယုံလုံခြုံရေးရယူမဲ့ကိစ္စနဲ့ပတ်သက်လို့မြောက်မြို့လုံခြုံရေးအတွက် DKPA BGF နဲ့ PC တို့ပူးပေါင်းကပုံမှန်ဆက်လက်လှုပ်ဆောင်သွားမယ်လို့ DKPA စီးချုပ်ဗိုလ်မှူးချုပ်စောစင်ဝင်းက AR သတင်းဌာနကိုအတည်ပြုဖြေဆိုထားပါတယ်။ရွေးကောက်ပွဲမဲယုံတွေအတွက်လုံခြုံရေးတင်းကျပ်ထားတဲ့ပေါ်တော်လိုင်းအရာစုဖွဲ့တွေက drone နဲ့လာရောက်တိုက်ခိုက်လာမှာကိုစိုးရိမ်နေကြတယ်လို့နေဆက်သတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်။လုံခြုံရေးရယူမဲ့ချိန်နဲ့ပတ်သက်လို့တပ်ဆိုင်ရာကင်းလက်နက်ကိုင်ဖွဲ့စည်းတွေထံလူလူမြန်မာသတင်းဌာနမှဒီကနေ့နေ့လယ်2နာရီခွဲကျော်ဝန်းကျင်အထိဆက်သွယ်မေးမြန်းထားပေမဲ့ပြန်နိုင်ဖြစ်ဆိုလာတာမရှိသေးပါဘူး။တစ်ဆက်တည်းမှာပဲစစ်ကောင်စီရဲ့တူအောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့ပူးပေါင်းပါဝင်သူတွေကိုအရေးယူသွားမယ်လို့ကင်းမျိုးသားစီယုံ KNU ကထုတ်ပြန်ပြီးပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။လက်ရှိမှာလည်းKNU တပ်မဟာ6နယ်မြေဖလူကျေးရွာဒေသအတွင်းအာဏာသိမ်းစစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တို့ကြားမနေ့ဒီဇင်ဘာ25ရက်ခရစ်စမတ်နေ့မနက်စောပိုင်းကနေညနေပိုင်းအချိန်ထိတိုက်ပွဲပြစ်ဒဏ်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်စီးတင်းမာနေတယ်လို့နယ်ဆက်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။